Hey Sky ခုတလောဘာဂိမ်းဆော့ရမလဲဆိုရွေးချယ်ရခတ်ပြီးတော့ခေါင်းစားနေကြပြီလားဒီကြားထဲနာမည်ကြီးဂိမ်းတစ်တရားပါခရက်ထွက်လာရဲဆိုတော့ပို့ပြီးတော့မှရွေးချယ်ရခတ်နေလောက်ပြီအဲ့တော့ဘာဂိမ်းဆော့ရင်ကောင်းမလဲဆိုတာကို play me နေနဲ့ရွေးချယ်ပေးထားမှာဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးတော့ဘယ်ဂိမ်းတွေပါမလဲဆိုတာကိုတစ်ချက်လောက်ကြည့်လိုက်အောင်နံပါတ်1က Subnautica 2ရှေ့ရောက်ထဲကိုကျွန်တော်ပြန်ဆင်းကြမယ်ပထမချက်ကဒီကောင်ကရေရောက် survival game တွေမှာဆရာကြီးပဲအခုနံပါတ်2မှာ alien ကဘာတစ်ကြီးကိုပိုလန်းတဲ့ graphic တွေနဲ့တွေ့ရမှာဒီအောက်ထဲမှာပစ္စည်းလိုက်ရှာမယ် base တွေစောင့်မယ်တရဝဆိုင်လီရှင်ကနေပြီးလွတ်မြောက်အောင်ပြေးရတဲ့အရာသာတော်မိုက်တာဗျပို့ပြီးတော့မိုက်တာလေဒီတခါ COOP ပါပါတယ်ဗျကိုပေါ်ရိုင်းနဲ့စုပြီးရင်ငုံလို့ရပါတယ် survival နဲ့ exploring ကြိုက်တဲ့လူတွေအတွက်ကတော့လုံးဝလက်လွတ်မခံတဲ့ game ပါပဲเนาะ Death Stranding 2ကိုကြီးမရဲ့ဒုတိယမြောက်လမ်းလျှောက် simulator game အမိုက်စားကြီး Normal Readers ကြီးပြန်ပါလာပြီပထမပိုင်းထက်ပိုပြီးကျယ်ပြန့်တဲ့ကဘာကြီးပိုရှုပ်ထွေးပြီးတော့ရုပ်ရှင်ကြည့်နေတယ်လို့ခံစားရမယ့် storyline နဲ့ရုပ်ထွက်ပိုင်းကတော့ပြောစရာမလိုအောင် share ပဲပစ္စည်းအသေးမဲ့လမ်းတွေဖောက်မယ်တောင်တွေတက်ရမယ်အပြင်အရှင်ပိုင်းကလည်းပိုပြီးတော့ပါလာသေးတယ်ဗျခေါင်းသုံးပြီးအေးစစ်စစ်စီညွှန်းရတဲ့ game ပုံစံနဲ့ဇလန်းလန်းလေးကိုကြိုက်တဲ့လူတွေအတွက်ကတော့လုံးဝကွက်တီး Forza Horizon 6 Forza ဆိုလို့ကတော့ကားမောင်းရတာကြိုက်တဲ့ border တွေကတော့လုံးဝ share game ပဲgraphic ပိုင်းကလည်းကားပေါ်ရေးစက်လေးတွေအစားတကယ်အပြင်းအတိုင်းအောင်ခံစားရမှာတကယ် next generation graphics စစ်ကြီးနော်မြေပုံတကြီးရဲ့မှာ open world ကားပတ်မောင်းခံစားချက်ကတော့တကယ်ကို share ပဲ super ကားတွေမျိုးစုံကိုစိတ်ကြိုက်ကျွန်းလင်းလို့ race တွေပြိုင်ဒါမှမဟုတ်တချင်းအေးလေးဖွင့်ပြီးတော့မြေပုံထဲမှာလေးရှောက်မောင်းနေရတဲ့ draw ယူတန်နေဒီကင်းက racing ကြိုက်ရင်ဒါကိုရင်ဆုံးတာဆော့လိုက်တော့ Black Myth ဘူခုံးဒီကောင်ကတော့မနစ်ကလေးကနေခုချိန်ပြီးတော့ပေါက်နေတော့မယ် graphic က Unreal Engine 5 နဲ့ဆိုတော့လုံးဝ share လန်းနဲ့သူ့ရဲ့တိုက်ပုံတိုက်ကွက်တွေကလည်းဖက်နဲ့တော်မြန်တာရောက်ပြဘူခုံးတွေကနေတရုတ်တန်တိုင်းတွေက boss တွေကိုလုံးဝပြောင်းပြတုံးနဲ့လိုက်ချရမှာနည်းနည်းတော့ခက်တယ်ဒါပေမဲ့ ဆိုးလိုက်ပုံစံမျိုးဆိုပေမဲ့ combat ကပိုတွက်လို့စော့ရတာတော်ကြီးမိုက်တယ်ဗျစိန်ခေါ်မှုကြိုက်တဲ့အရှင်ဂိမ်းသမားတွေအတွက်ကတော့လုံးဝ perfect ပဲ Mafia The Old Countryဒီတခါမာဖီးယားကအီတလီနိုင်ငံစစ်စလီကျွန်းက1900တင်းနှစ်တွေကိုတွားပြန်ခေါ်သွားမှာမာဖီးယားဂိုင်းတွေဘလို့စဖြစ်လာရဲဆိုရတဲ့တကယ် origin story ပေါ့သူကလမ်းဘေးလူမိုက်ဘွားကနေပြီးတော့ဂိုင်းချုပ်ကြီးဖြစ်လာအောင်ဇလန်ပိုင်းလေးကိုတေးတက်နဲ့ကိုလုံးဝကစားရမှာ graphic ကလည်းအဟောင်းတွေကိုအသစ်ပြန်လုပ်ထားတာဆိုတော့ခင်ဟောင်းအငွေ့တက်ကိုလုံးဝအပြည့်ဝရမယ် story driving ကောင်းကောင်းနဲ့ game ကိုရှာနေရဆိုလို့ရှိရင်တော့ဒီ game ကိုလုံးဝစော့ကြည့်တယ် Lego Batman Legacy of the Dark Knightတော့ပြောဖို့လည်းကောင်းတယ်စိတ်လည်းပုတ်ပွားသွားစေမယ့် game မျိုးပေါ့နော် Lego game ရဲ့ထုံးစံတိုင်းဟာတာတွေနှောပြီးစော့ရတာတော်တော်ကြီးကိုမိုက်တယ်ဒါပေမဲ့ Batman ဆိုတော့ Dark Knight ရဲ့အငွေ့တက်လည်းပါတယ် Gotham မျိုးကြီးထဲမှာဘေးနီးတွေကိုဖြေရမယ်ပစ္စည်းတွေစုရမယ် villain တွေနဲ့ချရမယ်ဒါပေမဲ့သူက clay game လို့ထင်နေမှားမယ်နော်ဒါတော်ကြီးကိုဆွဲလန်းသွားမယ်ဒီ game က strat တွေများနေလို့စိတ်ပန်းဖြေဖို့ game ကိုရှာနေရဆိုလို့ရှိရင်တော့ဒီ game ကိုလုံးဝစော့ကြည့်တယ် Let's get to work Resident Evil Reborn Capcom ရဲ့နာမည်ကြီး zombie series အသစ်အမောင်တူဘေးကြီးတွေနဲ့ခြောက်ခြားဖို့ကောင်းတဲ့ atmosphere ရဲ့အတန်ပိုင်းဆိုင်ရာဒီဇိုင်းတွေကကိုယ့်ကိုတကယ်ပဲကြောက်လန့်တုန်လှုပ်စေမှာဖြစ်ပါတယ်။ Survival horror အစစ်မှန်ရဲ့ခံစားချက်ကိုပေးပြီးတော့ပြက်ခတ်ရတဲ့ကြီးစံချွေတာပြီးစနစ်တကျဆော့ရမယ်။တဲ့ရင်ပုံနဲ့တဲကင်းကျတဲ့လူတွေတော့ကတော့လုံးဝပွဲကြည့်ရကောင်းမယ်။ကဲအဲ့ဆိုရင်ဘာရွေးမှလဲပြော။ရောက်တဲ့ဆင်းမှလားလမ်းပဲလျှောက်မှလားကားပဲပြိုင်မှလားတုံးတယ်ပဲလိုက်ရိုက်မှလားစိတ်ကြရွေးအောင်ပဲ။ကို PC specification နဲ့ကိုအကြိုက်ကိုကြည့်ပြီးတော့တခုခုတော့ရွေးလိုက်တော့ဒီဗီဒီယိုလေးကိုသဘောကျလို့ရှိရင် like and follow လေးလုပ်ခဲ့ပေးဦးနော်နောက်ပြီးတော့လည်းနောက်ထပ် like game သတင်းတွေကိုလည်းကျွန်တော်အမြဲတမ်းပြောပြပေးသွားပါမယ်အားလုံးပဲကျေးဇူးပါခင်ဗျ